ဇွန်ကျိုးတဲ့ထိမာတဲ့တူရကီရေခဲမုတ်အခုလိုပူပြင်းလာတဲ့နွေရာသီမှာချွတ်ချိုအေးနဲ့စားလိုက်တိုင်းပြုံးဝင်သွားတဲ့ရေခဲမုတ်ကအသင့်တော်ဆုံးဖြစ်ပေမယ့်ဒီရေခဲမုတ်ကတော့အရွေးမမားမီပါစေနဲ့အစားတောက်တွေထဲမှာအခွန်မာတဲ့အစားတောက်တွေရှိသလိုရေခဲမုတ်ထဲမှာလည်းဒီရေခဲမုတ်ကအမာဆုံးလို့ဆိုလို့ရပါတယ်အကြောင်းရင်းကတော့တာမန်နွားနို့တွေနဲ့ပြုလုပ်ထားတဲ့နို့ရေခဲမုတ်တွေနဲ့မတူဘဲတူရကီနိုင်ငံရဲ့စိတ်နို့တွေနဲ့ပြုလုပ်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်စိတ်နို့တွေဟာတာမန်နွားနို့တွေထက်သိပ်သီးစားပိုများပါတယ်တာမန်ရေခဲမုတ်တွေလုံးဇွန်းနဲ့ကလော်စားရတာမဟုတ်ဘဲဓမ္မနဲ့တောင်ခုတ်ချရတာမျိုးဖြစ်ပါတယ်ဒါကြောင့်ရေခဲမုတ်နဲ့ပတ်သက်တဲ့ကစားနည်းတွေများစွာဟာတူရကီနိုင်ငံကနေပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ Ice cream tray လို့နာမည်ကြီးတဲ့ရေခဲမုတ်တွေရဲ့စားနောက်မှုတွေမှာအသုံးပြုတဲ့ခန့်ဆေးဆေးရေခဲမုတ်တွေဟာအခုဖော်ပြတဲ့စိတ်နိုးနဲ့ပြုလုပ်တဲ့ရေခဲမုတ်ပဲဖြစ်ပါတယ်။နိုင်ငံခြားခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့တူရကီရဲ့ရေပန်းစားတဲ့ရေခဲမုတ်လှည့်ဖျားနည်းတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ခုနောက်ပိုင်းမှာတော့ရေခဲမုတ်နဲ့ပတ်သက်ပြီးနောက်ထပ်ကစားနည်းတွေထွက်ပေါ်လာပြန်တာပဲဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာတူရကီရေခဲမုတ်နဲ့ပတ်သက်ပြီးအလှူတွေလုပ်နေပါတယ်။တူရကီရေခဲမုတ်နှစ်ကိုခွက်ထဲမှာကြိုက်သလောက်ဝဲထည့်ပြီးဇွန်းနဲ့အပေါ်ထိဆွဲကြရမှာပဲဖြစ်ပါတယ်။အပေါ်ထိသတ်မှတ်ထားတဲ့နေရာရအောင်ရေခဲမုတ်ကိုဆွဲနိုင်ရင်အလကားဆိုင်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဆွဲနိုင်ဖို့ကမလွယ်ကူလွန်းတာဖြစ်တဲ့အတွက်အောင်မြင်တဲ့သူအတော်နည်းပါတယ်။သို့တော့ဒီဗီဒီယိုထဲကလူကတော့ challenge ကိုအနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးရေခဲမုတ်ကိုအလကားစားခြင်းရင်တော့လက်အားကောင်းလေ့ကျင့်ထားဖို့လိုပါတယ်။ပရိသတ်တို့လက်အားများများစုပါဒါဆိုရင်တော့ဇွန်းအောင်မလိုဘဲနဲ့အလုံးလိုက်မျိုးချလို့ရပါတယ်။ရေခဲမုတ်ကိုပြောတာရှင့်။